Hugh Jackman ရဲ့လူသတ်မှုကိုတိုးရီယာစုံစမ်းတယ် We shall solve the crime. X-Men ရဲ့ Wolverine မင်းသား Hugh Jackman တေသွားတဲ့အမှုကိုရဲတွေမဟုတ်ဘဲ detective တွေလည်းမဟုတ်ဘဲတိုးတွေကလိုက်စုံစမ်းနေဆိုရင်ယုံပါလား The killer was. The doctor did it. No way, genius. Oh, here we go. Jock ဆိုတဲ့တိုးထိန်တစ်ယောက်ကညာတိုင်းသူ့ရဲ့တိုးတွေကို detective နဲ့ဆိုင်တဲ့ဝတ္ထုတွေဖတ်ပြလေးရှိတယ်။ဒီနေ့မှာတော့သူကိုယ်တိုင်တက်ခံလိုက်ရတဲ့အခါမှာဒီတိုးတွေကအဲ့ detective ပညာနဲ့လူသက်သမားကိုဖော်ထုတ်ဖို့ဆုံးဖြတ်လိုက်ကြတယ်။အစကတော့ကလေးကားလို့ထင်တာပေမဲ့လည်းကြည်ရင်နဲ့ဟာသားတွေ mystery တွေ plot twist တွေကြောင့်လို့မျက်စိမခွာနိုင်တဲ့ cozy matter mystery တစ်ပုဒ်ဖြစ်လာတယ်။တကယ်တော့လူသက်သမားကိုနောက်ဆုံးချိန်ထိဘယ်လိုလဲဆိုတာမမှန်းနိုင်ဘူး။တကယ်လို့သင်ကဒီ mystery တွေကိုစိတ်ဝင်စားတဲ့လူတစ်ယောက်ဆိုလို့ရှိရင်ဒီ The Ship Detective ကားကိုကြည့်ဖို့တိုက်တွန်းတယ် rating နဲ့ပေးရမယ်ဆိုလို့ရှိရင်5 out of 4.5 ကြည့်ပြီးသွားပြီဆိုရင်လည်း comment မှာရေးခဲ့ပေးပါအောင်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါအောင်မယ်ရှင်တတာ